တဲမဲမဲယောနေပါတယ်နေမင်းတယောက်အမှတ်တိုင်မှာမိုးခိုရင်နိုင်ရီကိုကြည့်လိုက်တော့ညနေ9 နာရီခွဲနေပါပြီအလောက်ကပြန်နောက်ကြတဲ့အပြင်ထီးကလည်းပါမလာတော့စိတ်ပြက်လက်ပြက်နဲ့မိုးသိမ့်မဲ့အချိန်ကိုစောင့်နေရတာပေါ့အဲ့ဒီအချိန်မှာပဲဘေးနားကိုမိန်းကလေးတယောက်ရောက်လာပါတယ်သူမနာမည်ကအနှင်းနဲ့အနှင်းကနေမင်းတို့ရုံခန်းကမဟုတ်ပေမဲ့တခါတလေတက်လေကားထဲမှာစုံဖူးနေကြမှုနေမင်းသူမကိုအမှတ်မိနေပါတယ်သူမလက်ထဲမှာတော့ပန်းရောင်ထီးလေးတစ်လက်ပါလာတယ်မိုးကတော်တော်နဲ့တိတ်မဲ့ပုံမရဘူးနော်လို့အနှင်းကအေးအေးလေးနှုတ်ဆက်လိုက်ပါတယ်နေမင်းကရှက်ကိုရှက်ကန်နဲ့ဟုတ်ပါဗျာကျွန်တော်ကထီးမေ့လာလို့တောက်ခတ်ရောက်နေတာလို့ပြန်ပြေးလိုက်တယ်အနှင်းကကျမကကားကိတ်ထီတွားရမှာရှင်းလန်းကရောပယ်ပက်လဲလို့အနှင်းကမေးပါတယ်ကျွန်တော်လည်းကားကိတ်ထီတွားရမှာပါဒါဆိုအတူတူစောင်းတော့ကြမလားထီးကတော့နည်းနည်းသေးတယ်နော်လို့အနှင်းကပြန်ပြောတယ်အဲ့ညနေခင်းဟာနေမင်းတော်မေ့လို့မရတဲ့အချိန်လေးဖြစ်တော့ခဲ့တယ်ထီးလေးကတေးသေးလေးမို့တယောက်နဲ့တယောက်ပခုံးချင်းထီးလူနီပါကက်လျှောက်ခဲ့ရပါတယ်မိုးဆက်တွေကနေမင်းရဲ့ပခုံးတစ်ဖက်ကိုစိုးရွှဲနေပေမဲ့သူ့ရင်ထဲမှာတော့နှွေးထွေးနေခဲ့တယ်ကျေးဇူးတင်ပါတယ်ဟနှင်းလို့ကားကရောက်တော့နေမင်းကပြောလိုက်ပါတယ်ဟနှင်းကပြုံးပြီးရပါတယ်နောက်တစ်ခါမိုးရော်ရင်ထီးမမေ့နဲ့အောင်တော့ဒါမှမဟုတ်ထီးမပါလဲကျမကိုစောင့်နေလိုက်ပေါ်လို့စားနောက်တလူလူနဲ့ပြောပြီးကားပေါ်တက်တော်ပါတော့တယ်အိမ်နေရာစပြီးနေမင်းဟာမိုးရော်မှာကိုမကြောက်တော့ပဲမိုးရော်မယ်ရက်တွေကိုပဲတန်တန်တတစောင့်မျှော်နေမိပါတော့တယ်အိမ်နေရာစပြီးနေမင်းရဲ့အကျင့်တစ်ခုကပြောင်းလဲသွားပါတယ်အရင်ကမိုးရော်ရင်စိတ်ညစ်တဲ့သူကအခုတော့ဖုံးထဲကမိုးလေဝါသခံမှန်းချက်ကိုခဏခဏကြည့်နေတတ်ပြီလေဒါပေမဲ့ကံကြမ္မာကစားနောက်တလို့ပါပဲတပတ်လုံးမိုးကတဆက်မှမရောပဲနေကသာပူနေခဲ့တယ်တရက်မှာတော့နေမင်းတက်တိမွေပြီးညနေရုံးစင်းချိန်မှာအနှင်းတို့ရုံခန်းရှိတဲ့အထက်ကိုဆင်းသွားလိုက်ပါတယ်တက်လေကရှေ့မှာအနှင်းကိုတွေ့တော့နေမင်းရင်တွေတတိတ်တိတ်ခုန်နေတော့တာပေါ့အနှင်းနေကောင်းတယ်နော်လို့နေမင်းကစကားစားလိုက်ပါတယ်အနှင်းကဟလှဲ့ကြည့်ပြီးပြုံးပြတယ်အပြေမှာနေပူလိုက်တာရှင်းကြည့်ရတာသီးပါလာတဲ့ပုံပဲနော်လို့သူမကနေမင်းလက်ထက်ကအနက်ရောင်ထီးအသိကြီးကိုကြည့်ပြီးစလိုက်ပါတယ်နေမင်းကကောင်းကုတ်ရင်ဟုတ်တယ်ဒီနေ့မိုးရော်မယ်ထင်လို့ဝယ်လာတာဒါပေမဲ့နေရမ်းပူတော့ဒီထီးကအပိုဖြစ်နေပြီထင်တယ်အနှင်းကမျက်တောင်လေးပုတ်ခဲလှုပ်ရင်အပိုမဖြစ်ပါဘူးနေဘူးလဲထီးဆောင်လို့ရတာပဲလေဒါပေမဲ့ကျမဒီနေ့ထီးမေ့ချင်ခဲ့လို့တိုးတိုးလေးပြောလိုက်ပါတယ်နေမင်းချက်ချင်းပဲသဘောပေါက်သွားတယ်အပြင်မှာနေကတကယ်ပူနေတာပါသူကထီးရနဲ့ကြီးကိုဖြန့်လိုက်ပြီးဟနှင်းကိုအရိပ်မိုးပေးလိုက်ပါတယ်ဒါဆိုကားကိတ်ထိကျွန်တော်လိုက်ပို့ပါရစေသူတို့နှစ်ယောက်နေဘူးထဲမှာထီးတလက်နဲ့အတူတူရှောက်ခဲ့ကြတယ်ဒီတခါတော့ဟနှင်းကအရင်နေ့ကထက်ပိုပြီးစကားတွေအများကြီးပြောပါတယ်သူမဝါသနာပါတဲ့အကြောင်းတွေသူမကြိုက်တဲ့ကော်ဖီဆိုင်လေးတွေအကြောင်းပေါ့ကားကိတ်နာရောက်ခါနီမှာနေမင်းကရုတ်တရက်ရက်လိုက်ပြီးဟနှင်းနောက်အပတ်စနေနေ့ကျရင်မိုးရော်နေပူပူကျွန်တော်တို့အတူတူကော်ဖီတောက်ကြမလားဟနှင်းကနေမင်းကိုစိုက်ကြည့်ပြီးခဏကြာမှအိမ်နေကျရင်တော့ထီးတလက်သေးမဆောင်ပဲလက်ချင်းသွားပြီးရှောက်ကြရအောင်လို့ပြန်ပြေးလိုက်ပါတယ်အိမ်နေကအရန်ပူပေမဲ့နေမင်းရဲ့ကဘာလေးကတော့မိုးအေးလေးရောချလိုက်လို့မျိုးလန်းဆန်ပြီးချိုမြင်သွားပါတော့တယ်စနေနေ့ညနေခင်းဟာထူးထူးခြားခြားပဲမိုးလည်းမရောနေလည်းမပူပဲလေအေးလေးတွေတိုက်ခတ်နေပါတယ်နေမင်းကတော့ချိန်ထားတဲ့ကော်ပီဆိုင်လေးရှိမှအဝတ်အစားတေးတေးတက်တက်နဲ့စောစောစီစီရောက်နေတာပေါ့ခဏကြာမှတော့ဟနှင်းရောက်လာပါတယ်ဒီနေ့ဒူးမကပန်းနူရောင်ကောက်ဝန်းလေးနဲ့အရန်ကိုလှပနေတယ်နေမင်းတယောက်ငေးကြည့်နေမိလို့ဟနှင်းကပါလေရှင်ကထီးမပါလို့ကျမကိုမမှတ်မိတော့ဘူးလားလို့စနောက်လိုက်ပါတယ်သူတို့နှစ်ယောက်ဆိုင်ထဲဝင်ပြီးပြတင်းပေါက်နာကခုံလေးမှထိုင်လိုက်ကြတယ်ကော်ဖီနဲ့တင်းတင်းလေးနဲ့သူစကားတွေဖောင်ဖောကြတာပေါ့အနှင်းကကော်ဖီခွက်ကိုကန်ရင်တကယ်တော့လေအဲ့ဒီပထမဆုံးမိုးရော်တဲ့နေ့ကကျမရှင့်ကိုမြင်လို့တမင်တကာမိုးခိုတဲ့နေရာကိုလာခဲ့တာပြီးတော့ထီးကိုလည်းရှင့်ကိုမပေးပဲအတူတူစောင်းချင်လို့ညှိခဲ့တာဗျာတကယ်လားနေမင်းအံ့ဩတော့ပါတယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့ကံကောင်းမှုလို့ထင်နေတာဟနှင်းကပြုံးပြီးကောင်းညိတ်ပြတယ်ရှင်ကအမြဲတမ်းတက်လီကားထဲမှာတက်ရောက်တဲ့စာအုပ်ဖတ်နေတာလေကျမကရှင်ကိုတတိထားမိနေတာကြာပြီနေမင်းရင်ထဲမှာလှိုက်ခနဲ့နှွေးထွေးသွားပါတယ်
သူကနှင်းရဲ့လက်ကလေးကိုအသားအရာဆော့ကင်လိုက်တယ်ကျေးဇူးတင်ပါတယ်နှင်းရဲ့အဲ့ဒီနေ့ကကျွန်တော်ကိုထီးလေးနဲ့လာမိုးပေးခဲ့လို့လေအခုကစပြီးနှင်းရဲ့ဘဝတစ်လျှောက်လုံးမှာဘလို့မိုးတွေလေတွေပဲတိုက်ကျွန်တော်ကနှင်းတော့ထီးတလဲဖြစ်ပြရစီနှင်းကနေမင်းကိုကြည့်ပြီးချိုးသားစောပြုံးလိုက်တယ်သူတို့နှစ်ယောက်ရဲ့ကပါလေးထဲမှာအပြင်ကစူးညံတန်တွေပျောက်ကွယ်သွားပြီးချစ်ချင်းမေတ္တာတွေကသာအပြေးဝနေရာယူထားပါတော့တယ်ကော်ပီဆိုင်မှာချိန်သွေးခဲ့တဲ့နေ့ကစပြီးနေမင်းနဲ့နှင်းတို့ရဲ့တန်ရောစင်တွေဟာမိုးဆက်တွေထက်ပိုမိုခိုင်မာလာခဲ့ပါတယ်ဒါပေမဲ့ဘဝဆိုတာအမြဲတမ်းပန်းခင်းလန်းတော့မဟုတ်ဘူးပေါ့တရက်မှာတော့နှင်းကဝမ်းနဲ့ရိတ်တန်းနေတဲ့မျက်နှာလေးနဲ့နေမင်းကိုလာတွေ့ပါတယ်ကျမတခြားမျိုးကရုံးခွဲကိုနှစ်လောက်ပြောင်းသွားရတော့မယ်ကျမတို့ဝေးတော့ကြတော့မှလားဟင်းနေမင်းကပြုံးပြီးနှင်းရဲ့လက်ကိုတင်းတင်းစော့ကင်ထားလိုက်ပါတယ်အကွာဝေးကလူတွေကိုပဲဝေးစေတာပါနှင်းကိုတို့ရဲ့စိတ်ချင်းကတော့အမြဲတမ်းထီးတလက်ထဲအောက်မှာရှိနေမှာပါနှစ်ဆိုတာခဏလေးပါပဲကိုစောက်နေမယ်အဲ့ဒီနှစ်ကာလအတွင်းမှာသူတို့နှစ်ယောက်ဟာဖုံးထဲကနေတဆင့်အလွမ်းတွေကိုဖြေဖြောက်ခဲ့ကြတယ်မိုးရွာတဲ့နေ့တိုင်းနေမင်းဟာနှင်းစီကိုဖုံးဆက်ပြီးဒီမှာတော့မိုးရွာနေပြီးနှင်းစီမှာရောရွာလာထီးပါလားလို့အမြဲမေးလေးရှိပါတယ်နှင်းတခြားမျိုးကိုပြောင်းသွားပြီးတဲ့နောက်ပိုင်းသူတို့နှစ်ယောက်ဟာအချိန်နဲ့အကွာဝေးကြမှာတဖြည်းဖြည်းရုန်းကန်ခဲ့ကြရပါတယ်နောက်ဆုံးမှာတော့နှင်းစီဟာအလုတ်တွေအများများလာပြီးဖုံးကိုအမြဲမကိုင်းနိုင်တော့ပါဘူးနေမင်းကနှင်းစီကိုနေ့တိုင်းဖုံးဆက်ပြီးမယ်နှင်းကမကိုင်းနိုင်ပါဘူးတပတ်တစ်ခါတလတစ်ခါအဲ့ဒီကနေတဆင့်သူတို့ကြားကစကားပြောတန်တွေဟာကျဲပါတော့ခဲ့ပါတယ်နောက်ဆုံးမှာတော့နှင်းစီကနေစာသုံးလေးတစ်ဆောင်ရောက်လာခဲ့တယ်နေမင်းကျမတို့ကြားမှာအကွာဝေးကအရင်ကြီးမှတော့ပြီးထင်ပါတယ်ကျမဒီမှာဘဝတိတစ်ခုကိုစတင်နေပြီးရှင့်ကိုလည်းဘိုးကောင်းတဲ့သူတယောက်နဲ့စုံစည်းခြင်းပါတယ်ကျမကိုခွင့်လွတ်ပါနေမင်းဟာအဲ့ဒီစာလေးကိုဖတ်ပြီးမိုးထဲမှာတယောက်တည်းရက်နေမိတယ်သူ့လက်ထဲမှာတော့နှင်းနဲ့အတူစောင်းခဲ့တဲ့ပန်းရောင်ထီးလေးရှိနေသေးပါပဲဒါပေမဲ့ထီးအောက်မှာတော့နှင်းမရှိတော့ဘူးလေငါးနှစ်ကြာမှာတော့မိုးတဲထန်စော်ရွာနေတဲ့ညနေခင်းတစ်ခုမှာနေမင်းဟာအရင်ကသူတို့ဆုံးခဲ့တဲ့မှတ်တိုင်လေးမှာမိုးခိုနေပြန်တယ်သူဟာအခုတော့အိမ်ထောင်တဲ့တယောက်ဖြစ်နေပါပြီသူ့ဘေးမှာတော့သူ့စနီးကဘိုက်ကလေးနဲ့မိုးခိုနေတာပါအဲ့ဒီအချိန်မှာပဲကားကောင်းစားစီသူတို့ရှေ့မှာရက်လိုက်ပါတယ်ကားပေါ်ကနေဆင်းလာတာကတော့နှင်းပါပဲသူမဟာအရန်ကိုတောက်ပြောင်ပြီးခန့်ညာတဲ့အမျိုးသမီးကြီးတယောက်ဖြစ်နေပြီလေသူမပေးမှလည်းသူမကိုအရန်ချစ်ပုံရတဲ့အမျိုးသားတယောက်ကထီးမိုးပေးထားပါတယ်သူတို့နှစ်ယောက်မျက်လုံးချင်းစုံတော့ကြတယ်နှင်းကနေမင်းကိုမြင်တော့ဖြက်ခနဲ့ပြုံးပြလိုက်ပါတယ်အဲ့ဒီအပြုံးဟာနှုတ်ဆက်ပါတယ်ဆိုတဲ့အတိတ်ပဲပါပဲနှင်းဟာသူမမျိုးသားနဲ့အတူကားပေါ်ပြန်တက်ပြီးထောက်ခွာတော့ခဲ့တော့တယ်နေမင်းကတော့မိုးဆက်တွေကိုကြည့်ရင်တက်ပင်းတစ်ချက်ကိုအသားရချလိုက်မိတယ်တချို့လူတွေကတိုးဘဝထဲကိုတက်တက်လုံးနေဖို့ရောက်လာတာမဟုတ်ဘူးခဏတာအမှတ်တရတွေပေးပြီးထီးတလက်အတူဆောင်ဖို့ပဲလာခဲ့တာပါလားသူတို့နှစ်ယောက်ဟာမပေါင်းဖက်ခဲ့ရပေမဲ့အဲ့ဒီနေ့ကမိုးဆက်တွေဟာနေမင်းရဲ့နှလုံးသားထဲမှာတော့ထာဝရသိမ့်ဆယ်ထားမဲ့ပန်းရောင်မှတ်တရလေးအဖြစ်ကြံရည်နေပါတော့တယ်